ချိုက်စေကျင်းစေအောစေထမ်စေစသဖြင့်စီနဲ့ဒီစီရထိုင်းစကားထဲမှာခဏခဏကြားနေရတယ်အဲ့ဒါဘာအတိတ်ပဲလဲကျွန်တော်ကဟောအဲ့ဒီဟာကိုဘယ်လိုမျိုးနေရာမှာသုံးရမလဲဆိုတဲ့သူတွေအတွက်ကျွန်တော်ပြောပြပေးမယ်အဲ့တော့တို့ရဲ့အနည်းဆက်ဆုံးအတိတ်ပဲကိုပမာလို့ဘာသာပြင်မယ်ဆိုလို့ရှိရင်တော့လေးတို့ပေါ့တို့ဒီလိုမျိုးဘာသာပြင်လိုက်ပါအနည်းဆက်ဆုံးဖြစ်ပါတယ်ခင်ဗျာစီနော်စီစော is စီချိုက်စေဒါပေါ့ဟုတ်တာပေါ့နန့်စီအဲ့ဒါပေါ့ကျင်းစီမှန်တာပေါ့ဒီလိုမျိုးပြောတာဖြစ်တယ်အဲ့ဒီစီကိုလေနော်ကျွန်တော်တို့နောက်တစ်မျိုးကလေနဲ့ပြောတယ်မလားတိုက်တွန်းချက်ပုံစံလေးနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ပိုက်စီတွန်းလေအောက်စီယူလေกินစီစားလေယူကွန်စီနေအောင်လေအဲ့တော့အဲ့ဒီစီကဒီနဲ့လည်းပြောလို့ရသေးတယ်တဲ့ဒါကြောင့်မို့လို့ဒီလိုပြောလို့ရတယ်ကိုထိုင်လေထိုင်စကပြောလေမီရိုဒီတိဘူးလေချွေหน่อยดิပူအောင်လေဒီလိုလေးပြောလို့ရတယ်เนาะโอเคဒီတစ်ခါကြားလို့ရှိရင်ကျွန်တော်လေဆိုတဲ့အလုံးလေးရှိပါသေးတယ်ကြားဖို့နေကြเนาะလေနော်လေဆိုတဲ့ပုံစံလေးထွက်အဲ့တော့လေကဗမာလို့ဆိုရင်တော့ဒီနေရာမှာเนาะပါလို့သုံးရအောင်เนาะပါတို့ဒါတို့ตีบาไม่รู้เลยไม่ยงบาไม่เชื่อเลยเราปาเอาเลยที่เนี่ยปูไล่ดาที่นี่ร้อนเลยได้เลยยาปาเตเกนั้นတော့အများကြီးရှိပါသေးတယ်အများကြီးရှိပါသေးတယ်ကျွန်တော်နောက်ထပ်အလင်းတင်တယ်လို့လာပြောပြပါမယ်